ကျွန်တော်တို့ဒီနေ့ကတော့ဘယ်သွားမှလဲဆိုလို့ရှိရင်ဘယ်သွားမှလဲ ပြီးမဲ့တော့မလား ဘယ်သွားမှဖြစ်ပါလား။ရာပြီးပိုင်းမှာကျွန်တော်ညီကိုပါ ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ညီကိုတွေကထိုင်းနိုင်ငံပီမိုင်ဆိုတဲ့တကူပွဲတော်နဲ့ကျွန်တော်တို့ရဲ့အလုံးယုတ်ကတထေးရဲ့မွေးနေ့ကိုတွားပြီးတော့ကျွန်တော်တို့ပွဲတက်မှာဖြစ်ပါတယ်ဒါမတွားခင်ကျွန်တော်တို့ဓာတ်ပုံလေးတွေရိုက်နေကြတာဖြစ်ပါတယ်ဗောနော်ဒါကတော့ကျွန်တော်တွားပါပြီခင်ဗျာ ရတော့ပြောပဲအကျိုးသားကောင်းတယ်ရိုက်ဆိုင်ပဲလုပ်ပါတယ်မေးတာထိုင်းအောင်ပြောနေတော့ကြည့်လိုက်ဦးတကနာလေး ကားပေါ်မှာအရန်ကိုပြောစရာကောင်းတဲ့လူအုပ်ကြီးတွေနဲ့ကျွန်တော်တို့တွေကယခုလိုချစ်စရာကောင်းတဲ့ပုံရိပ်လူကြီးတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်တပြောတပါးတွားနေကြတာပါပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့ပွဲတော်လေးကိုရောက်ရှိလို့တွားလာပြီးပွဲတော်ရောက်တဲ့အခါမှာအရန်ကုန်မှာလာပါတဲ့မီးရောင်စုံတွေနဲ့ကျွန်တော်တို့တွေအရန်ကုန်မှာပျော်ရွှင်ခဲ့ရပါတယ်ခင်ဗျာဝဲရောက်တဲ့အခါမှာကျွန်တော်တို့မိသားစုကြောဒါကြောအတော်ဖြစ်ပါတယ်အတော်တော့တင်းငယ်အနောက်မှာလည်းကျွန်တော်အမျိုးတွေပါခင်ဗျာဒါကလည်းကျွန်တော်အကိုတွေအမတွေနဲ့ကျွန်တော်အတော်တွေပဲဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်အမတွေကခင်ဗျာဒါကလည်းပါခင်ပါခင်ဗျာ ။ဘုလက်ချင်းမှာကျွန်တော်ဝေတာလုပ်နေတာ။ ကျွန်တော်ကတော့မြင်တဲ့အတိုင်းပါပဲအရင်ကကျွန်တော်ဇပွဲတို့လှုပ်ခဲ့မှုတဲ့အတွက်ဇပွဲတို့ဝင်လှုပ်ခဲ့ပါတယ်ပြီးတဲ့အခါမှာကျွန်တော်မိသားစုတွေစားတော့ကြပါတယ်ဒါကတော့ကျွန်တော်စားတာပဲဖြစ်ပါတယ်ဗောနော်အစားအသောက်တွေအားလုံးစုံလင်လာပါတယ်ခင်ဗျာစားပြီးတဲ့အခါမှာကျွန်တော်တို့တတိယမွေးနေ့ကို Happy Birthday လုပ်ပေးပါတယ်ခင်ဗျာ Happy Birthday to you ဆိုပြီးတော့ပြီးတဲ့အခါမှာတော့ကျွန်တော်တို့တွေကပျော်ကြပါကြကားကြခုန်ကြပါတယ်ခင်ဗျာကားကြခုန်ကြပြီးတဲ့အခါမှာကျွန်တော်တို့ပျော်ရွှင်စွာနဲ့ဒီပွဲလေးကိုနှုတ်ဆက်ခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်